သားမနဲ့ရှင်ကြောများအားလုံးပဲမင်္ဂလာပါကျွန်တော်ကတဖဘောဟကစင်မင်းပါဆိုတော့ညကတော့ Manchester United အသင်းက Newcastle အသင်းကိုဒါအိမ်ကွင်း Old Trafford မှာတကိုးကိုမရှိဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်ဒီပွဲစဉ်အတွင်းမှာပထမပိုင်းပွဲအပြီးမှာဆိုရင်တော့ဒဏ်ရာပြဿနာကြောင့်လူစားလဲခံခဲ့ရတဲ့မေဆင်မောင်းရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ပွဲပြီးမှာဆိုရင် Ruben Amorim ကပွဲပြီးသတင်းစာရှင်းလင်းပွဲမှာသူပြောသွားတဲ့အရာတွေရှိပါတယ်ဒီကြောင့်ကျွန်တော်တစ်ချက်လောက်ပြောကြည့်အောင်ပါဆိုတော့ကျွန်တော် channel လေးကို subscribe လုပ်ရသေးဆိုရင် subscribe လေးလုပ်ထားဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုတော့ Ruben Amorim ကဘာပြောသလဲဆိုတော့မေဆင်မောင်းနဲ့ပတ်သက်ပြီးတော့သူကပထမပိုင်းအပြီးမှာသူ့ရဲ့ဒါနာကျင်မှုတချို့ကိုသူတွေးခဲ့ရတယ်ပေါ့သူ့ရဲ့6ကနာကျင်မှုတချို့ကိုသူတွေးခဲ့ရတယ်ဒီအတွက်သူ့အနေနဲ့ပထမပိုင်းမှာပဲလူစားလဲဖို့အတွက်သူဆုံးဖြတ်ခဲ့တယ်ပေါ့တကယ်တမ်းဆိုရင်မေဆင်မောင်းကဒါဒုတိယပိုင်းကိုလည်းသူဆက်ပြီးတော့ကစားခြင်းတယ်ပေါ့သူ့ရဲ့ဆန္ဒအတိုင်းဆိုရင်ဒုတိယပိုင်းမှာမေဆင်မောင်းကထပ်ပြီးတော့ကစားခြင်းတယ်တို့ပေမဲ့ဒီလိုမျိုးသူကစားခြင်းတဲ့အတိုင်းပဲခွင့်ပြုပေးလိုက်ရမယ်ဆိုရင်အကယ်၍မေဆင်မောင်းကဒုတိယပိုင်းမှာတစ်ခုခုဖြစ်သွားမယ်ဆိုရင်ဒီထက်ပိုပြီးတော့နစ်နာစရာတွေများသွားမှာပေါ့အဲ့ဒီအတွက်သူ့အနေနဲ့ကြိုတင်ကာကွယ်တဲ့အနေနဲ့ပဲဒီသူ့ရဲ့နာကျင်မှုကိုသူလစ်လို့မရှိဘူးနဲ့ပထမပိုင်းအပြီးမှာလေလူစားလဲခဲ့တယ်ဆိုပြီးသူပြောသွားတယ်ဆိုတော့ဒါဆိုရင်တော့ United ပရိသတ်တွေအတွက်ကတော့ဒါစိတ်ပူစရာမလိုတော့တဲ့သတင်းပေါ့ဗျာ။ညာကပွဲကြည့်နေတဲ့အချိန်အတွင်းမှာ United ပရိသတ်တွေရဲ့စိတ်ထဲမှာတော့တော်တော်လေးခံစားချက်မကောင်းဘူးဖြစ်နေမယ်လို့ကျွန်တော်ထင်တယ်။အသင်းကနိုင်သွားလို့ဒါဗျာတော်တော်လေးခံစားချက်မကောင်းသွားခဲ့တာ။ဆိုတော့ဒါပထမပိုင်းပွဲပြီးမှဆိုရင်ကျွန်တော်တို့မထင်မှတ်ထားဘဲနဲ့မေဆင်မောင်းကဒုတိယပိုင်းအဆောင်ပါမလာတော့ဆိုတော့ဒါ Jeff Fletcher နဲ့ဒါလူသားလဲလိုက်တယ်။ဆိုတော့လူငယ်သားသမားလေးဝင်လာတယ်။မေဆင်မောင်းဘာဖြစ်လို့ဖြစ်သွားမှမသိဘူး။ဒီခံစားချက်က United ပရိသတ်တွေရှင်ထဲမှာတော်တော်လေးထိသွားမယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာဆိုရင် Ruben Amorim ကဒါအရင်ကြီးစိုးရင်စရာမလိုတဲ့အကြောင်းနဲ့အကယ်၍ဒါမေဆင်မောင်းအနေနဲ့နောက်လာမယ့်ပွဲစဉ်မှာဆိုရင်အနည်းဆုံးပွဲစဉ်မှာဆို Ruben နဲ့ပွဲစဉ်မှာပါဝင်နိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ပြောသွားတယ်။ဆိုတော့ဒါဆိုရင်တော့ United ပရိသတ်တွေတော့တကယ်တမ်းရှင်ထဲကအလုံးကြီးကျသွားမှာပါ။အကြောင်းကဗျာမေဆင်မောင်းကဒဏ်ရာရသွားရင်ဆိုတဲ့စကားက United ပရိသတ်တွေမကြားချင်တဲ့စကားဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မေဆင်မောင်းမှာမရှိဘူးဆိုရင်စဉ်းစားကြည့်ဗျာ United မှာဘယ်သူရှိတယ်။ဘယ်သူမှကိုမရှိတော့ဘူး။ဆိုတော့အဲ့ညကျရင်ဟို Joshua Zirkzee ကိုဒါနံပါတ်10ရိုးနဲ့မှာပြန်ထားနယ်ရိုးနံပါတ်10ရိုးနဲ့မှာပြန်ထားပြီးတော့လူမျိုးသုံးမှပဲရတော့မှာဆိုတော့မေဆင်မောင်းကလက်ရှိ United မှာအဓိကကြတဲ့ကစားသမားတွေကတအူးဖြစ်နေတာပြီးရင်ဒါ Sky Sport နဲ့ interview မှာလည်းမေဆင်မောင်းကပွဲပြီးမှဗာပြောခဲ့တယ်လဲဆိုတော့ Sky Sport နဲ့ interview မှာဆိုရင်ဒါကျွန်တော်အနေနဲ့ Chelsea မှာကျွန်တော်ပြခဲ့တဲ့ခြေစွမ်းပေါ့နော်သူ Chelsea မှာပြခဲ့တဲ့သူ့ရဲ့အကောင်းဆုံးသောအချိန်ကာလကိုပြန်ရောက်ဖို့အတွက်အချိန်သိမ့်မလိုတော့ဘူးလို့သူ့ကိုသူခံစားမိတယ်ပေါ့ဘာကြောင့်လဲဆိုတော့သူတဖြည်းဖြည်းနဲ့ပွဲတွေကိုသူခက်စိတ်စိတ်လေးကစားလာရတယ်ပွဲချိန်မိနစ်တွေပို့ပို့ပြီးတော့ရလာတယ်အဲ့ဒီအချိန်မှာသူ့ကိုသူယုံကြည်မှုတွေတော်တော်လေးပြန်ရနေပြီပေါ့ဒါကြောင့်မလို့ Chelsea မှာသူ့ရဲ့အကောင်းဆုံးပုံစံပြခဲ့တဲ့အချိန်တွေကိုသူမကြခင်မှာပြန်ရတော့မယ်လို့သူခံစားမိလာတယ်ပေါ့ဒါကတော့ United ပရိသတ်တွေလည်းညှို့ဟိုဘယ်မလဲရိပ်မိမယ်လို့ထင်ပါတယ်မေဆင်မောင်းကတပွဲထက်တပွဲပို့ပြီးတိုးတက်လာတာကိုကျွန်တော်တွေ့ရတယ်မေဆင်မောင်းကဗျာမှန်တကယ်ဆိုရင်ဗျာသူကဒဏ်ရာကင်းစင်နဲ့ဒဏ်ရာပြဿနာတွေဒါမကြုံတွေ့ခဲ့ဘူးဆိုရင်မေဆင်မောင်းကကျွန်တော်တို့တွေတကယ်တည်းဘယ်လိုမျိုးလဲဟိုထိတ်ဆုံးဆိုတဲ့ကစားသမားတွေမှာထည့်တွက်ရမယ့်အခြေအနေမျိုးမှာရှိနေမှာဗျတော်တော်လေးသူ့ရဲ့ talent ရှိတဲ့ player ဖြစ်တယ်တကယ် quality player တအူးဖြစ်ပါတယ်မေဆင်မောင်းကတော်တော်လေးဟိုမှာသဘောကျကြကောင်းပါတယ်ဆိုတော့တစ်ချိန်တစ်ခါတော့ကလည်းမေဆင်မောင်းကိုဒါ Premier League ကလပ်အသင်းကြီးတွေဝိုင်းလူခဲ့တဲ့အချိန်ကာလရဲ့အများကြီးရှိခဲ့တာကိုဒါနဲ့ပတ်သက်ပြီးတော့လေမေဆင်မောင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒီအချိန်ခါသတင်းတွေအမျိုးမျိုးလေကျွန်တော်ဖတ်ခဲ့ပြီးသွားပြီဆိုတော့မေဆင်မောင်းကတော့လက်ရှိအချိန်မှာဆိုရင်သူ့ရဲ့ဒဏ်ရာပြဿနာကလုံးဝမပြင်းထန်ဘူးလုံးဝပြင်းထန်တာမဟုတ်ဘူးဆိုပြီးသိရတယ်ဒါက United ပရိသတ်တွေအတွက်ဒါတကယ်ကိုမှအသက်ပြင်းချစရာပါတော်တော်လေးသဘောကျစရာဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မလို့ United ကတော့နောက်လာမယ့်ပွဲစဉ်မှာဆိုရင် Ruben တန်အသင်းနဲ့သူတို့အဝေးကွင်းမှာသွားဆော့ရမယ်ဒီပွဲစဉ်အတွက်ကတော့မေဆင်မောင်းကတေချာပေါက်ပြန်ပါနိုင်မယ်ဆိုတဲ့အခြေအနေမျိုးကိုရှိတယ်ဆိုတော့မေဆင်မောင်းအတွက်စိတ်ပူနေရတဲ့ကျွန်တော်ကိုယ်အားလုံးပဲမေဆင်မောင်းနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲမေဆင်မောင်းကသူပြောခဲ့တယ်လို့ပဲပေါ့ဒါသူ့ရဲ့ပုံမှန်ခြေစွမ်းကိုပြန်ရတော့မယ်လို့ကျွန်တော်ကိုယ်နေအောင်မြင်ကြတယ်ဘယ်လိုမြင်လဲဆက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like and subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ထားပေးပါအောင်ဗျကျေးဇူးများကြီးတင်ပါတယ်